အားလုံးဘေးကင်းကအေးချမ်းကြပါစေလို့ဆုတောင်းပေးပါတယ်ဒီနေ့မှာတော့တင်းစရာအာမရှိတော့လေဆိုတဲ့ခေါင်းစဉ်နဲ့ဟောပါမယ်အာတင်ထားပါလို့ကြိုးစားနေတဲ့သူတွေကိုစိတ်ဓာတ်မကြအောင်လို့အားတွေပေးကြတယ်အဲ့တော့ဒီအားပေးစကားကအတိုင်းအတာတစ်ခုထိတက်ရောက်မှုတော့ရှိတာပဲနင်ဒုက္ခရောက်တော့မှနင်အရှိမအခက်အခဲတွေဘလို့တွေ့မယ်ဒါပြီးရင်နောက်ထပ်ပြဿနာလာအောင်မှာဒါစဉ်းစားကြည့်အောင်အဲ့ဒါအမှန်တရားဘဝဆိုတာပြဿနာတစ်ခုပြီးတစ်ခုကြုံမှာအဲ့ဒါကိုအရှိမအဲ့လိုပြဿနာတွေရှိသေးတယ်နော်ဒါပြီးရင်မပြီးသေးဘူးနောက်ထပ်ပြဿနာလာအောင်မှာအဲ့စကားပြောမလားကိုယ်အဲ့စကားကြားကြလားမကြားကြဘူးလူတွေရဲ့စိတ်တတ်တာခွင့်ရဖို့ဟာအားပေးစကားပဲလို့တာဘလို့အခက်ခဲပဲကြုံဆက်လျှောက်လိုက်အခက်ခဲဆိုတာတဘာဝပဲအဲ့တော့ကိုယ်ထမကဆိုးတဲ့သူတွေလည်းအများကြီးပဲကြိုးစားပြီးစိတ်ဓာတ်မကြနဲ့အချိန်တွေမပေးသေးလို့ခဏတိခံနေရတာကိုစိတ်ဓာတ်ကြမသွားနဲ့ဆက်ပြီးတော့ရှင်သန်နိုင်အောင်လို့စိတ်ဓာတ်ကိုတင်းထားကြိုးစားထားဒီလိုပဲအားပေးရတာအဆိုးဆိုတာရှိပေမဲ့အဲ့ဒီအဆိုးစကားကိုကိုယ်တိုင်ကြုံတွေ့နေရတဲ့အဆိုးတွေကိုတောင်ဒီလိုစိတ်ဓာတ်နဲ့မသိတယ်လို့နေပြီးတော့ကြော်ဖြတ်ရတာပဲကုံစင်းတို့တွေကကြီးပြီးဘယ်ဟာကဘလို့ဈေးကြီးတာဘာကဘလို့ဈေးကြီးတာဘလို့ရှစ်ဆက်သွားမှမသိဘူးမှန်တယ်မှန်ပေမဲ့အဲ့ဒီစကားတွေပဲပြောနေမှာလားစိတ်ဆိုတာခွန်အားရှိတယ်စိတ်ဆိုတာစွမ်းအားရှိတယ်အဲ့စွမ်းအားရှိတဲ့စိတ်ကိုအကောင်းတက်နဲ့နှိုးဆော်ပြီးရင်သူကအကောင်းတက်တယ်အကောင်းစွမ်းအားတွေပေါ်လာတာသူကအပေါင်းတက်ပေါ့အဲ့ဒါကိုအနှုတ်လက္ခဏာပြတဲ့ဓာတ်တွေသွားပေးတဲ့အခါကျတော့စိတ်ကအနှုတ်လက္ခဏာပြပြီးတော့ပိုကျသွားတာအဲ့လိုမဖြစ်စေရဘူးဒါကြောင့်တင်းစရာမရှိလဲကိုယ်စိတ်ကိုနှိုးဆော်ရတယ်ငါရတယ်ငါဆက်သွားနိုင်သေးတယ်မရရအောင်ဆက်သွားမယ်ဘလောက်သိုးသွားပါစေနောက်ဆုံးထွက်သက်ထိစူးစမ်းသွားမယ်အဲ့ဒါဒီတနည်းပဲရှိတယ်အဲ့တော့အဲ့တနည်းပဲရှိတာကိုအစိုးတွေစိုးနေတာပဲမပြောလို့ရမလားအမှန်တရားပဲသူတို့ပြောချင်တဲ့သူပြောကိုဘာသာကိုပြောကိုဘာသာကိုစိတ်ညစ်ကိုဘာသာကိုစိတ်တက်တွေကြကိုစိတ်တက်ကြမှုကိုတယောက်တည်းတင်မကဘူးတခြားသူတွေကိုပါရှောက်ပေးအဲ့တော့တယောက်တည်းတင်အကုသိုလ်ဖြစ်တာမဟုတ်ဘူးကျန်တဲ့သူတွေပါအကုသိုလ်တွေကူးကုန်အဲ့တော့လူတိုင်းဒုက္ခကြုံနေကြတာပဲတချို့ဒုက္ခတွေထုတ်မပြောတာကိုตายရနေတယ်လို့မထင်နဲ့ကိုယ့်တဲ့ဆိုးတဲ့အနေအထားကတော့ကြံတဲ့သူတွေကိုအားပေးနေတဲ့သူဆိုတာသိသွားရင်အံ့ဩသွားလိမ့်မယ်အစင်မပြေတဲ့အနေအထားတွေမျိုးကနေပြီးတော့ပြုံးပဲနေပြီးတော့ကြုံလာမှတော့မထူးဘူးသူလည်းကြုံတာကိုယ်လည်းကြုံနေတာတခြားသူတွေတောင်ပို့ပြီးတော့ဆိုးနေတဲ့သူကတော့ပြန်ပြီးနှစ်သိမ့်ပေးသွားအောင်မယ်အဲ့ဒါမျိုးလေးလည်းရှိနေတာကိုလောကကိုကြည်လိုက်ဆိုးတိုင်းဆိုးပြီးဟဲ့သွားပြီးဟဲ့ဒုက္ခပဲဟဲ့အဲ့ဒါစိတ်ကအနှုတ်လက္ခဏာပြသွားရောအနှုတ်လက္ခဏာပြသွားတော့ပိုကျသွားရောဒါကြောင့်ဒီစိတ်ထဲမှာအနှုတ်လက္ခဏာဆောင်တော့ဘာအကြောင်းအရာမှမပွားနဲ့အပေါင်းလက္ခဏာဆောင်တော့အရာတွေပွားစိတ်တက်ကိုမြင့်တင်ပေးစိတ်တက်ကိုမြင့်တင်ပေးလို့မရတော့ဘူးဗျာလို့ပြောတဲ့သူတွေရှိတယ်စိတ်တက်ကိုမြင့်တင်ပေးလို့မရတော့ဘူးဆိုလို့ရှိရင်တော့ဘယ်သူမှလည်းကဲလို့မရတော့ဘူးနောက်ဆုံးအနေအထားတွေကနေရတယ်ဆက်သွားနေမှာဘယ်လိုပဲဖြစ်ဖြစ်အကျွေးတွေထူလာပြီလားထူပါစေဆက်သွားမှာပဲအဲထူလာတဲ့အကျွေးအစဉ်ပြေတဲ့နေကြပြန်ဆက်မှာပေါ့ဒါနောက်ဆုံးနည်းကိုပြောတာဒီနည်းနဲ့သွားကြရတာကုညီမဲ့သူပေါ်ချင်လဲပေါ်မယ်မပေါ်ချင်လဲမပေါ်ဘူးဝိုင်းဝန်းမဲ့သူရှိရင်လည်းရှိမယ်ရှိချင်မှလည်းရှိမယ်ကိုယ့်ဘက်ကိုတယောက်တည်းရှောက်ဝိုင်းရင်လည်းရှောက်ရမှာပဲတယောက်တည်းရှောက်နေတဲ့သူတွေအများကြီးအဲ့တော့ဘဝကိုအနှုတ်လက္ခဏာဆောင်တဲ့စကားတွေနဲ့အဖြတ်စီးပြနေအပေါင်းလက္ခဏာဆောင်တဲ့စကားကိုစိတ်ထဲမှာများများပွားရတယ်လာခဲ့စမ်းလောကရန်ဘလို့ဖြစ်ဖြစ်ရင်ဆိုင်ပြက်လိုက်မယ်ဟေးမထူးတော့ဘူးဒီသဘောမျိုးပေါ့အဲ့စိတ်နဲ့သွားရတယ်အောင်မြင်သွားလိမ့်မယ်အောင်မြင်သွားလိမ့်မယ်ဆိုတာကြော်ဖြတ်သွားနိုင်လိမ့်မယ်လို့ပြောတာအခုဒီကာလာကြီးထဲမှာတော့ချမ်းသာသွားလိမ့်မယ်လို့ဘလို့မှပြောလို့မရဘူးဘယ်သူမှချမ်းသာမှာမဟုတ်ဘူးဒါပေမဲ့စိတ်ချမ်းသာအောင်တော့နေလို့ရတယ်မရှိရှိတဲ့ဥစ္စာနဲ့မရရတဲ့အနေအထားမှာပဲကုတ်ကပ်ပြီးရှင်းသန်အောင်ကြိုးစားမှာပေါ့ဘာကြီးဖြစ်သွားအဲ့လိုဆိုတော့ဒီစိတ်ကိုမွေး
အဲ့စိတ်မွေးလို့ကတော့အဆင်ပြေသွားမှာပဲဒါကြောင့်မြတ်စွာဘုရားတော်မှဖယားမဖြစ်တဲ့ငါမထဆိုမစုံမနဲ့ဇွဲလုံလာနဲ့ကြိုးစားသွားတာကျန်တဲ့ဒုက္ခရစရိယာကျင့်စဉ်ကာလတွေဆိုတာပြန်စဉ်းစားမိမယ်ဆိုလွယ်တာတွေမဟုတ်ဘူးတအားခက်ခဲတာတွေကို6နှစ်ကြီးတောင်နေသွားတာအဲ6နှစ်ကြီးတောင်နေသွားပြီးတော့သူတောင့်ခံခဲ့တဲ့ကာလတွေဆိုတာကိုယ်လည်းစဉ်းစားကြည့်ရင်နမူနာရလိမ့်မယ်အဲ့တော့ခက်ခဲတယ်ဆိုတဲ့အခါကာလဆိုတာကြုံမှာပဲအစားအသောက်လိုသလိုမရဘူးဆိုတဲ့အခါကာလကြုံမှာပဲညည်းနေတာနဲ့ဆိုင်အာတင်တာကြဟေးလို့ကိုယ်အချင်းချင်းအားပေးတာအကောင်းဆုံးပဲဒါကြောင့်တရားနာသူအပေါင်းသူတော်ကောင်းတို့သည်ဘယ်လိုအနေထားမျိုးမှာပဲမဆိုကိုယ်စိတ်ကိုကြတော့အောင်မလုပ်ကြဘဲနဲ့ပြန်မြင့်တင်ပြီးအချင်းချင်းလည်းဖေးမှကြပြီးတော့တောင့်ခံနိုင်တဲ့အထိစီးလုံးကြဖို့တိုက်တွန်းပေးပါလေအားလုံးအေဂျင့်ပျော်ရွှင်အောင်မြင်ကြပါစေ